တော့မင်္ဂလာပါခင်ဗျာကောင်းဆိုင်ဂျန်မီယာကြိုဆိုပါရစေဒီမှာမြင်တွေ့နေရတော့မန္တလေးလားရှိုးလမ်းမကြီးဖြစ်ပါတယ်ဒါကပြည်ဦးလွင်စင်တာမန္တလေးလားရှိုးလမ်းမကြီးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်9ကွက်ငုံ6ကွက်ငုံလို့မှရှိတယ်အိမ်ကအစ်စ်မဟုတ်ပေမဲ့အစ်စ်နီးပါလို့တည်တရလေးနဲ့ချစ်စရာကောင်းတဲ့အိမ်ပုံစံလေးနဲ့စောက်ထားတဲ့အိမ်လေးမိတ်ဆက်ပေးပါမယ်ပြီးအကျယ်ကတော့မျက်နှာစာ35နောက်က40ရှိပါတယ်ကားပါကင်အတွက်ကတော့ကားအသေးတစ်စီး2စီးစာလောက် channel မှာရပါမယ်ဒါအပြင်မှာ flower box တွေလုပ်ပေးထားတယ်အိမ်လေးကိုကျွန်တော်တို့လိုက်ကြည့်ပေးပါဒီမှာကွန်ပျူတာအိမ်လေးနဲ့ပါပြီးသားပါဒီဘက်မှာကျွန်တော်တို့ဒါပန်းချံအသေးစားလေး garden လေးလုပ်ပေးထားပါတယ် mini garden လေးဒီဘက်မှာပါတယ်ဒီမှာပန်းလေးစိုက်ပေးထားတယ်ဒါကတော့တက္ကမကြီးတကားဝင်ထွက်လို့ရတယ်ဒီဘက်မှာဆိုရင်ကတော့အရေးကန်နေလဲပါတယ်ကားပါကင်ရက်လည်းရမယ်ကျွန်တော်အဝေးလှမ်းတာတော့ဘာလို့ညာလို့ထားရလဲအဆင်ပြေတယ်ခင်ဗျာအဲ့တော့ပေအကျယ်က3540ဈေးနှုန်းလေးကတော့3900မြေအမျိုးစားကြတော့လူနေထိုင်ခွင့်ကြာပြီးသားမန္တလေးလမ်းရှိုးလမ်းမကြီးနဲ့ဆိုလို့ရှိရင်ကျွန်တော်9ကွက်လောက်ပဲရှိပါတယ်ဈေးနှုန်းလေးကလည်းဒါတော်တော်လေးဒါတင့်နဲ့ထဲပါပါတယ်ဘာလို့လဲဆိုတော့ဒီလမ်းမကြီးနဲ့နေတဲ့ဟာလမ်းမကြီးတွေပေါ်ဆိုလို့ရှိရင်ဒီနားလေးဆိုရင်လမ်းကမကြသေးတဲ့ဟာတော့မှပဲတောင်းကနန်းလောက်ရှိတယ်အဲ့တော့ဒီအခန်းဆွဲဖွဲ့စည်းပုံလေးကျွန်တော်ကြည့်မယ်ကျွန်တော်ဒီထဲမှာဆိုရင်ဂရင်လေးပါထားခဲ့ပြီးမယ်ဒီကျွန်တော် furniture လေးတွေပါထားခဲ့ပြီးမယ်ဒါအောက်ခက်မှာအခန်းတစ်ခန်းဒီမှာအေကန်ဒီစက်တီလေးထားခဲ့ပြီးမယ်ပြီးလို့ရှိရင်ဒီမှာက kitchen နဲ့ dining room လေးဒီဘက်မှာရှိမယ် kitchen နဲ့ dining room ပြီး command toilet နဲ့ bathroom ရှိမယ်ဒါအပြင်ဘက်ကိုထွက်ပေါက်အပေါက်ရှိမယ်ဒါက command toilet မှာ kitchen နဲ့ dining room အပြင်ဘက်ကိုထွက်တဲ့အပေါက်ပြီးရင်အပေါ်တက်ကိုလိုက်ကြည့်ပေးပါဒီမှာတော့အခန်း3ခန်းပါမယ် master 2ခန်း single 1ခန်းအပေါ်တက်မှာ master 2ခန်းပါမယ်ပြီးလို့ရှိရင်ဒါတွေကလက်ရာတွေကတော့တည်တည်တက်ကလေးနဲ့ model ပုံစံလေးကိုမှဒါလေးက antique လေးပုံစံလုပ်ပြီးထားတယ်အိမ်ပုံစံလေးလည်းလှတယ်ဆောက်ထားတဲ့ design လေးကလည်းဒါတော်တော်လေးကိုလှတဲ့ထဲပါတယ်ပြီးရင်လေဝင်လေထွက်လည်းအဆင်ပြေအောင်လို့ brain box တွေလည်းများတယ် runner တွေလည်းရှိတယ်ဒါဆိုရင်ဒုတိယတဲ့အေကန်အကျယ်ကြီးပဲကျွန်တော်ဒီမှာအခန်းတစ်ခန်းထပ်ဖွင့်မယ်ဆိုရင်ရသေးတယ်မဖွင့်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီမှာအေကန်အကျယ်လုပ်လို့ရတယ်ဒါဖျားခန်းလုပ်လို့ရတယ်ဒီမှာက master 2ခန်းဒီဂရင်းလေးကျွန်တော်တို့ထားခဲ့ပေးပါမယ်ဒီမှာ master တစ်ခန်းဟိုဘက်မှာတစ်ခန်းဒီ master ခန်းဆိုရင်ဒီမှာဒါကျွန်တော်အကျယ်ထွက်လို့ရတဲ့အပေါက်ပါပြီးသား runner ကိုထွက်မယ်ဒီမှာ runner လည်းအကျယ်ကြီးပဲ runner ကြီးကလည်းအကျယ်ကြီးပဲဒီဘက်မှာကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ဒါအခန်းထဲကနေထွက်တဲ့ runner ဖြစ်ပါတယ်ဒီမှာလမ်းမကြီးနေရတယ်ဒီမှာပြည်ဦးလွင်စင်တာဒီနားကြီးကတော့မြေစည်းကတော့ဒီလမ်းမကြီးနေတင်နေဆိုတောင်းကနန်းရှိတယ်ဒါလေးကတော့အိမ်အပါလေးအိမ်ကလည်းအသစ်ပုံစံမျိုးလေးပဲအဲ့ဒါလေးကိုမှ3900ဒီမှာနောက်ထပ် master တစ်ခန်းစုစုပေါင်းအခန်း3ခန်းမြေအကျယ်က3540နောက်ပြီးလို့ရှိရင်အခန်း3ခန်းကျွန်တော်တို့ဂရင်းနေထားခဲ့ပြီးမယ်ဈေးနှုန်းလေးကတော့3900ဖြစ်တယ်ညီမျိုးစားကလမ်းလာကြာပြီးသားလူမျိုးထိုင်ဝင်ကြာပြီးသားညီမျိုးစားဖြစ်တယ်တော်တော်လေးကိုရှားပါတယ်ဒီညီမျိုးစားတော့အဲ့တော့စိတ်ဝင်စားတဲ့မိတ်ဆွေများကျွန်တော်ရဲ့ဖုန်းနံပါတ်39966333 3333ဆက်သွယ်ပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကောင်းစားအင်ဂျင်နီယာပါ